ဂျမ်မနီနဲ့စကားဝိုင်းမိသားစုထမင်းဝိုင်းစာသားလေးတစ်ပုဒ်လောက်မိသားစုထမင်းဝိုင်းစာသားကပြားမိသားစုထမင်းဝိုင်းနဲ့ပတ်သက်တဲ့ကပြားသို့မဟုတ်စာသားလေးတစ်ပုဒ်ကိုရှာဖွေပေးထားပါတယ်ချစ်ချင်းမြတ်တာနဲ့ပြည့်ညတ်နေသောထမင်းဝိုင်းငယ်ဝိုင်းဖွဲ့ကနေဖေမေသားသမီးတွေအတူတကွစားကြတောက်ကြပြောစရာရှိပြောပြဆိုပြဒီနေရာဟာအနှွေးဆုံးပဲမြစ်တာတွေနဲ့ရစ်ပတ်ထားစေဟင်းလျာများစွာအရသာထူအဖေစကားအမေကြံညာဦးနေ့တဲ့အတွက်အားဟင်ယူရာစိတ်ပင်ပန်းမှု